ဘောလုံးကဂိုးသမားစီပြန်ရောက်သွားပြီးအန်ဂူလိုစီကိုအတိအကျကန်တင်ပေးလိုက်ပါတယ်အန်ဂူလိုကတစ်ဆင့်မူကီယယ်လီကနေအကွက်မြင်မြင်နဲ့ထက်တင်ပေးလိုက်တာဘရော့ဘီရသွားပြီးဒါပေမဲ့ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူးကူနာတေးရဲ့ဖိအားပေးမှုကလည်းတကယ်ကိုအချိန်ကိုက်ပါပဲဘောလုံးကကူနာတေးစီပြန်ရောက်လာပြီးဝတ်စီခင်းပေးလိုက်တယ်ဝတ်စီရဲ့အပြင်းကန်ချက်ကောင်းပေမဲ့ဂိုးသမားရုပ်ကနိုးကြားနဲ့ကာကွယ်သွားနိုင်ခဲ့ပါတယ်လီဗာပူးတို့တရားဆက်ဖိကစားနေတော့မှပဲရောဘတ်ဆင်ကကပ်ပိုစီပေးလိုက်တယ်ပရိသတ်တွေအော်ဟစ်အားပေးနေတဲ့ကြားကကန်လိုက်တဲ့ဝတ်စီရဲ့အပြင်းလာတဲ့ကန်ချက်ကတော့အိုးတိုင်ထိထွက်သွားတယ်ဗျာအဲ့ဒီအချိန်မှာဂိုးသမားရုပ်တယောက်ဘာမှမလုပ်နိုင်တော့ပေမဲ့ဂိုးတိုင်ကပဲစန်ဒါလန်ကိုဒီတစ်ခါတော့ကဲတင်သွားခဲ့ပါတယ်အင်ရှင်အသင်းစန်ဒါလန်အတွက်အခွင့်အရေးတစ်ခုရလာပါပြီဘောလုံးကအန်ဂူလိုစီမှာအန်ဂူလိုတယောက်တည်းဆွဲတက်လာတာအခုထိရှိနေတုန်းပဲသူဂိုးကန်မှုပြင်နေပြီကန်လိုက်ပြီဒါပေမဲ့အလစ်ဆန်ကတော့ဂိုးပေါက်တက်မှာအစင်သစ်ဆောင်နေတာပါအန်ဂူလိုကတော့သူဘာလုပ်နိုင်လဲဆိုတာစန်ဒါလန်ပရိသတ်တွေကိုတက်တည်ပြချင်နေတာထင်ရှားပါပဲတစ်ဖက်မှာလည်းထရီဟန်ကမက်အလစ်စတာစီကနေဘောလုံးကိုလူယူလိုက်တဲ့အတွက်မက်အလစ်စတာအမှားလုံးမိသွားပါတယ်အဲ့ဒီဘောလုံးကိုမူကီယယ်လီရယူသွားပြီးရောဘတ်ဆင်ကိုကြော်ဖြတ်ဖို့ကြိုးစားနေတယ်မူကီယယ်လီသူ့ရဲ့ဘယ်ချိန်နဲ့ဂိုးပေါက်ကိုအဝေးကနေလှမ်းကန်လိုက်ပေမဲ့အလစ်ဆန်ရဲ့ဂိုးတိုင်ဘေးကနေထွက်သွားခဲ့ပါတယ်သူကိုယုံကြည်မှုလွန်ကဲသွားပုံပါပဲဆာလာကဘောလုံးကိုအသားလေးမတင်ပေးလိုက်တယ်ဗန်တိုက်ရဲ့ခေါင်းတိုက်ချက်ကဂိုးစီးပေါ်မှာတားမရတော့ပါဘူးစန်ဒါလန်ဘက်ကထရီဟန်ကဘောလုံးကိုဖျက်တင်ပေးလိုက်တယ်အော်တာဝီရယ်နဲ့ဘဲလာတို့နှစ်ယောက်လုံးဘောလုံးအတွက်အပြိုင်ဆိုင်လူနေကြတော့မှာပဲအိုမာကြီးစံအနောက်ပြန်ကန်ချက် overhead kick နဲ့အန်ဂူလိုကကန်ဖို့ကြိုးစားနေတယ်ဘရော့ဘီအခွင့်အရေးရအောင်မလားမူကီယယ်လီရဲ့ကန်ချက်ကိုလီဗာပူးနောက်ခံလူတွေပိတ်ဆို့ထားနိုင်ပြန်ပါတယ်မူကီယယ်လီနောက်တစ်ချိန်ဘောလုံးကိုညာခြေထဲပြောင်းလိုက်ပြီးဂိုးပေါက်ထဲကိုအားကုန်ပစ်ထည့်လိုက်တာဒါပေမဲ့ဒါဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်သွားနိုင်ပါတယ်ဂိုး area ထဲမှာသူ့အသင်းဖော်တွေအများကြီးအသင့်ရှိနေတာကိုသူလစ်လူရှုပြီးကိုယ်တိုင်ပဲကန်သွင်းဖို့ကြိုးစားခဲ့တာပါပဲနောက်ဆုံးမှာတော့ပရိသတ်တွေရဲ့ဟစ်ကြွေးတန်တွေနဲ့အတူစန်ဒါလန်ကသူ့ညကိုလီဗာပူးကတကိုးနဲ့ပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီ